သူဒါနိုင်အောင်တိုက်ကြတာဘာလို့တယ်လဲဘလို့ဒီလူတွေကိုပြန်ခေါ်လာဒါဖြစ်တဲ့လူတွေလားချမ်းသာခြင်းတဲ့လူတွေလားဘလို့တော့အဲ့တော့ဒီတော့တိုင်းနေတယ်သူကလည်းဝေးရတဲ့လူတွေလည်းဆိုပြန်ပြီးဒီစားပြန်ခေါ်တာမျိုးတော့ဒီကနဲ့ဟုတ်ကဲ့ပါဒီဗီဒီယိုကတော့ဒီဒကမကိုဓမ္မနဲ့ခုတ်တဲ့ကိုတော်ရဲ့အကြောင်းကိုဗုဒ္ဓဂုံကြီးဆရာတော်ကတွားရောက်ပြီးတော့စူးစမ်းလေ့လာတာမြင်မြန်တာဟာဆိုလို့ရှိရင်ပေါ့နော်ဒါပိတ်ဆုံးအပိုင်းနောက်ဆုံးအပိုင်းပေါ့နော်အပိုင်း6အနေနဲ့နောက်ဆုံးအပိုင်းကိုဆက်လက်ပြီးတော့ကြည့်ရှုရမှာပဲဖြစ်ပါတယ်ဒီအပိုင်းကဒါအပြီးဆုံးနောက်ဆုံးအပိုင်းပေါ့နော်ဆိုတော့ကျွန်တော်တို့ဆက်လက်ပြီးတော့ကြည့်ရှုလိုက်ကြရအောင်ဗျာနော်ရှားနိုင်ငံသားချင်းသူလုပ်ပြီးတယ်ဟုတ်ပြီးတယ်တရားအဲ့လိုမျိုးနိုင်ငံရတော့သူလုပ်ပေးလိုက်လို့နိုင်ငံရရောက်တယ်လူတွေတန်းနေအဲ့လိုဒီတိုက်တွေရောင်းနေတယ်လားဟုတ်ပြီနောင်ဖြစ်ပါရောအောင်မြစ်ဒါသာပါလေကဲချွေးလေပြန်နေပြီဒါလင်းများကွဲတာပဲလုပ်ပေးတယ်အဲ့လိုလားအဲ့လိုတော့သူမလုပ်ဘူးဟိုကွဲတာတော့မလုပ်ဘူးပြန်ပေါင်းတာတော့လုပ်ပေးတယ်ဟိုဘက်ကဟာရပါလို့ဒါနဲ့လက်ကအဲ့လိုပြီးတော့မသိအဲ့ဒါလည်းမသိဘူးဟိုကတိခုံရပါလို့အဲ့ဟိုတက်တုံးကြီးအောင်ခြေထုံးကြီးရွေးသမောင်းမဟုတ်ဘူးလေဒါဖြစ်စဉ်ဟာဒါကြောင့်ဖြစ်တယ်လို့တော့မဘုရားအောင်ဝင်ကြွက်ဆိုင်နေကြွက်သားနေကြွက်တိုက်နေဖြစ်နေမှာဘုရားထဲမှာဝင်ဘောင်းနဲ့တိုက်တည်လာပါဖြစ်နေပြီလေဟိုးဘုရားဟိုအပေါ်ဆုံးမှာကဲဘုရားတွေမှာထည့်ထားလေခေါင်းမှုရဲ့ကြည်အောင်ဒါကြီးကဘာတော့တစ်ကွင်းနဲ့တူတယ်ထောင်းပြောင်းဝင်ပြောင်းမပြောင်းအေးဘောဒါတစ်ကွင်းပေါ့မဘောဝက်လက်ပြမလက်လက်ပြတစ်ဖောက်ငွေဝင်ငွေတွေဝင်ပေါ့ဟလားဟိုကဒါနဲ့လက်ကဲကောင်းပါပြီဥဒလဲလောက်ဆိုရင်တော့တော်တော်များလဲပြည့်စုံမြဝတ်တာပါအောင်ရေးလာပါအဲ့ပါလေမုံမလို့အေးဟုတ်ပြီကောင်းပါပြီဝိသရာမင်းကိုဖုံဖုံဥဒမစာရာမွေးတာဘယ်နည်းကြမလို့ပြီးတော့စောက်ဝတ်တာဘယ်နော်ဝါရှိဘလို့တောင်းပါပဲရှိတယ်ဟောဒီမှာဝတ်တာလားအေးပြောကြောင်းပိတ်လို့ဝင်လိုက်ကြောင်းပိတ်လို့ဝင်လိုက်တာအခုဆိုရင်ဓမ္မမိတ်ဆွေမြင်တွေ့ရတိုင်းဥတ္တမစာရရဲ့တာဝိစာရအလားလို့ပြောရမယ်ကိုယ်လေးရှင်းပြတာဒီမှာဖြစ်စဉ်တွေလူဆန်နေတဲ့အတွက်လူပဲအမှုတွေရှုပ်ပါလိမ့်မယ်ကိလေသာမကင်းတဲ့လောကထဲမှာအခုလိုဒီအမတော့မောင်းတီးတယ်လားဒီမှာအမတော်ပွဲရဘာပွဲပြန်ပြောအမတော်ပွဲတိုက်ပွဲဟုတ်မတော်ပွဲတိုက်ပွဲလို့လားတောက်ကြတာထိုင်းဂျပန်နိုင်ငံတို့အမြန်သွားရပါစေတဲ့ဆိုတော့ဦးစင်းကတော့ပုဂ္ဂိုလ်ကြီးလူပြောရမှုပဲဒီမှာသူတို့ရဲ့အခက်ခဲတောကနဲ့ပြည်ဒီဝလွတ်မြောက်ရေးအတွက်ကိုဘေးရင်ဆရာဘုန်းကြီးအားကိုးကြတဲ့အထက်မှာသာနာအကြီးချုံပြီးတော့အခုလိုလှုပ်သွားတဲ့ပုဂ္ဂိုလ်ကြီးရဲ့ပြဿနာသာနာတမိုင်းမှာမရိုင်းစီဘူးဦးစင်းကလည်းဒီပုံလေးကိုသူတို့စီမှာဒီကတွေ့လို့တာလေးတင်ပြပေးတာပေါ့ဒီမှာလည်းရေးထားတယ်ပါတဲ့ဇော်မင်းဦးဂျပန်လုပ်ငန်းကိစ္စအဝဝအောင်မြင်စီရစီလုပ်ငန်းပြင်မြအောင်စီပိုင်စီနိုင်စီစသဖြင့်ပေါ့ဓာတ်ပုံပေါ်မှာပြရမောအဲ့ဒါလေးရေးလိုက်လို့ဖြစ်သွားမယ်ဓာတ်ပုံလေးကမင်းသမီးလေးလို့အလှလေးပေါ့အကုန်လုံးအုံစားရဘာဝတော့မမှန်ဘူးဘာနဲ့ဟောနေဦးဇင်းလည်းငငယ်ကနေစားရဘာဝနားနေပါတယ်ကဲကိုင်းလေးဖုံးသွားတော့မယ်နော်ကဲမင်းကဖုံးကလာမိတာကိုင်းလေးအတွက်ခက်ခဲရှိလားရှင်းပြလွယ်ပါရဲ့နော်ဒီဘာပြောသာနာကိုစောင့်ရှောက်တဲ့စိတ်မျိုးနဲ့ပဲပြောလိုက်ရတာပေါ့ကွာဆရာကောင်းတမကောင်းနဲ့တွေ့ပြီးတော့အကောင်းဆုံးသောတရားဘာဝနာကိုပွားများနိုင်တဲ့သူတော်ကောင်းတွေဖြစ်အောင်လုပ်ပါတို့သာသနာကဖခင်ကနိဗ္ဗာန်ရောက်ရေးကိုအဓိကထားပြီးတော့တန်တရားလွတ်မြောက်ရေးနော်တိလားငြိမ်းချမ်းရေးပေါ့ကွာအခုလိုလူချမ်းသာတွေကမဟုတ်ဘဲနဲ့လောကုတ္တရာချမ်းသာကိုရှာမှာနော်နောက်ပြီးစာသင်တိုက်ကိုသွားတိလားနော်စာသင်တိုက်ကိုဒီနားမှာရှိတဲ့ကညာဝရိယဆရာတော်နဲ့ပေါင်းနော်တကယ်ကိုပညာတော်အောင်လုပ်နော်တာနာထဲမှာခုနလိုမင်းအမကြည့်အောင်အဲ့မင်းကအဲ့ကျိုးပြီးတော့မကြည့်အောင်တကျိုးနဲ့ကျိုးလေးလမ်းပြောင်းအထဲကအဲ့လမ်းပြောင်းလိုက်လက်စားအထဲကတကျိုးဘယ်လောက်လဲတော့ဟမ်လုပ်ပြီးရတယ်တက်လုပ်ပြီးရတယ်ဟောဆောင်သူလည်းလုပ်တယ်ပေါ့ကျိုးတွေလည်းအများကြီးပဲဘယ်လိုလုပ်တာလဲအဲ့တော့ဒီတော့နှစ်ကျိုး
မင်္ဂလေးဆိုရင်ဒီအဝါနဲ့အနီးနဲ့လားဘလို့တွဲတာလဲအဲ့လိုလေးလုပ်တယ် ဟောအဲ့လိုလေးလုပ်ပြီးတာ ဆွဲကြိုးတို့ဒီ အဲ ပတ်ကြားရဒီမောင်းပတ် ဟောယောက်ျားကြီးကလက်မောင်းပတ်တာကိုင်းကွာဘာပြောချင်တယ်လို့ငါမေးသမျှလည်းမင်းကအကုန်ဖြည့်အကုန်သိဘုန်းကြီးသားဖြစ်နလားအာသာရကြမဖြစ်ဘူးလားဘုန်းကြီးသားဟမ်ဘုန်းကြီးမင်းလက်မန်းသိလို့မင်းအာကူတာပေါ့အေးကဲအဲ့တော့ဘုန်းပြောလို့ပဲနော်လိမ္မာအောင်ကျူးသားနော်စာတတ်အောင်လုပ်ကြောင်းနေဘူးလား နေပဲ ဘယ်နှန်းနေတော့ ငါးတန်း 9 တန်းတော့ရောက်ခဲ့တယ်အေးကဲအဲ့ဒါဘုန်းပြန်တော့မယ်နော်ကဲကောင်းပြီကဲအခုဆိုဦးစင်းလည်းပြန်มาတော့မယ်ဓမ္မမိတ်ဆွေသူတော်ကောင်းတို့ဦးစင်းနေနဲ့တင်ပြခြင်းဟာအတော်များလဲပြည့်စုံပြီလို့ပြောမှဖြစ်တယ်လို့အခုဒီကြောင်းလေးရဲ့အတွင်းမှာပဲအခုမြင်တွေ့ရတဲ့အတိုင်းဘာပဲပြောဒီနားမှာဟိုဘက်ကဟိန္ဒူအိမ်ကြီး channel ရှိတယ်အခုဖြစ်တဲ့ဥစ္စာကတော့မနာလူဆန်တဲ့ကိစ္စနဲ့လူအလုပ်တွေလုပ်သွားရင်ဖြစ်ခဲ့တာပါအခုလိုတာနာဖြစ်တဲ့ကိစ္စတွေအများပြောနေတာဒါဆိုတော့ရှင်းပါပြီတရားသဘောမရှိတဲ့လောကတွေကလွတ်မြောက်ဖို့အပူနဲ့အကူခံရင်ရှင်းရတဲ့ဘွားတွေမှာဆိုင်ဘုတ်ကလေးတွေနဲ့နော်အဲ့ဒါလေးကိုဦးဇင်းတင်ပြရင်ဘုရားကွင်တာနာဆောင်းရှောက်ရေးအဖွဲ့ဟာဦးဇင်းတို့တာနာကိုထိပါမယ်အကြောင်းတရားတွေအမှန်အမှားကိုသိရအောင်ဒီအပင်ပြန်လည်းဖြစ်လို့ဒီမှာလည်းအပင်ကြီးစိုက်ဖို့လုပ်လို့နောက်ကျောင်းကိုတာဝန်ယူပြီးတော့ကျောင်းဖြစ်အောင်လည်းသူတို့ဆက်လုပ်ကြရမှာပေါ့ဒါပေမဲ့ဒီဦးဇင်းဘွားကတော့သက်ဆိုင်ရာနဲ့ဆက်လက်ရှင်းရင်ဟိုဘက်ကရွေ့လာရင်လည်းအတူတင်ပြရင်ဦးဇင်းဘောရကွင်ဆရာတော်ရဲ့ပြန်လန်းကိုမှတ်တမ်းတင်ရင်နှုတ်ဆက်လိုက်ပါတယ်